မင်္ဂလာပါရှင်ပတ်စင်စနေညသတင်းတင်ဆက်မှုစစ်စင်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့ဒဘုံရမြို့အနီးဝန်းကျင်ကျေးရွာနေပြည်သူတွေစစ်ပြန်ရှောင်နေရတဲ့တဲ့နဲ့တနိုင်မြည်ကြီးမှုကြောင့်ပြည်သူတွေတွာလာရေးခက်ခဲရှိနေတဲ့သတင်းတွေကိုတင်ဆက်ပေးရမှာဖြစ်ပါရရှင်ကျွန်မအခုံကြဆင်ပါရှင်တဘုံရမြို့အနီးဝန်းကျင်ရှိကျေးရွာအနီးအနားတိုက်ပွဲပြန်လည်ဖြစ်လာတာကြောင့်၎င်းဒေသရှိပြည်သူတွေပြန်လည်ဆစ်ရှောင်နေရကြောင်းလည်းသိရပါတယ်။ခုချိန်တဖန်ဆစ်ရှောင်နေရတဲ့ကျေးရွာတွေကဦးထန်းရံခလာယံတင်ဂါဇုပရာနဲ့တုံခုံကျေးရွာတွေဖြစ်ပြီးအခုချိန်နုမလန့်ခရိယံဖျားကျောင်းဝင်းအောင်တာဖျားကျောင်းနဲ့တဘုံရဖျားကျောင်းဝင်းတွေမှာတင်းရှောင်နေရကြောင်းကိုလည်းသိရပါတယ်။၎င်းကျေးရွာပြည်သူတွေဆစ်ရှောင်စခန်းမှပြန်လာနေပြီးနေအိမ်တွေပြန်လည်တီဆောက်ကနေထိုင်ကြသူများလည်းဖြစ်ပါတယ်။ယခုတဖန်ဆစ်ရှောင်နေတဲ့ကျေးရွာချို့ဟာတရွာလုံးဆစ်ရှောင်နေရပြီးတချို့ကကလေးငယ်တွေနဲ့တက်ကြီးရွယ်အိုသားရှိတဲ့အိမ်ထောင်တွေတိမ်းရှောင်နေရပြီးတချို့ကနေအိမ်မှာဆက်နေတဲ့ကျေးရွာလည်းရှိကြတဲ့အခြေအနေကိုဒေသခံတွေကပြောပါတယ်။ဇူလိုင်လ3ရက်ကစပြီး KIO ဗဟိုဌာနချုပ်အနီးဝန်းကျင်ဘက်ကိုစစ်ကောင်စစ်တပ်အလုံးရင်းနဲ့စီရဲလှုပ်ရှားမှုတွေရှိလာတာကြောင့် KIA ခါကွယ်ရေးစစ်မျက်နှာပြင်တွေနဲ့ထိစက်တဲ့မြစ်နာဗမော်လမ်းပိုင်းတွေမှာနေတိုင်းလိုတိုက်ပွဲပြင်းထန်လာတာကြောင့်လမ်းမအနီးနားနေထိုင်တဲ့ပြည်သူတွေတကြော့ပြန်စစ်ဘေးတိမ်းရှောင်နေရကြောင်းကိုလည်းသိရှိရပါတယ်ရှင်။ရပ်ပေါင်း20ကျော်ဆက်တိုက်မိုးရွာသွန်းမှုကြောင့်တနိုင်မြစ်ရေတိုးလာပြီးပြည်သူအချို့နေအိမ်ရေတွေဝင်လာတာတွေနဲ့မြို့ပေါ်လူသွားလမ်းလာတွေလည်းရေဝတ်ရေရှမ်းတာတွေကြောင့်လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရကြောင်းမြို့ခံတွေကပြောပါတယ်။တနိုင်မြို့မှာပြီးခဲ့တဲ့လလယ်လောက်ကစပြီးနေ့တိုင်းလိုမိုးတေးထန်စွာရွာသွန်းနေတာကြောင့်တနိုင်မြစ်ရေတိုးလာပြီးနေအိမ်တွေနဲ့လမ်းမပေါ်တို့ရေကြီးရေရှမ်းတာတွေရှိပါတယ်။ကားလမ်းများနဲ့နေအိမ်များအချို့နစ်မြုပ်တဲ့အထိရေမြင့်တက်လာတာတွေရှိပြီးတချို့အိမ်ထောင်တွေကလေဆက်ကိုသာအသုံးပြုပြီးတွာလာနေရကြောင်းကိုလည်းသိရပါတယ်။ရေကြီးမှုကြောင့်လေယာစဘာပြိုးပြင်တွေနဲ့တောင်ရတီးနှံတချို့လည်းပျက်စီးသွားတယ်လို့သိရပါတယ်။အခုလိုဆက်တိုက်မိုးရွာသွန်းနေမယ်ဆိုရင်တနိုင်မြစ်ကန်တလျှောက်နေထိုင်တဲ့ပြည်သူတွေဟာရေဘေးအန္တရာယ်ခံစားရနိုင်တယ်လို့လည်းခန့်မှန်းပြောဆိုတာတွေရှိပါတယ်။2020ခုနှစ်တနိုင်မြစ်ရေကြီးချိန်မှာလည်းမြို့ပေါ်နေအိမ်ခြေ400ကျော်ခန့်ရေဘေးတင့်ခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ဗမာတိုင်းသားဘာသာဖြစ်တဲ့တင်ဆက်မှုစစ်စင်ကိုကြည့်ရှုနားဆင်သူပရိသတ်ပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။